ခံဝေမျှသောသောငယ်များကိုကျေးဇူးတင်ပါတယ်ရောက်စီတိုင်းပေါ်ဖြတ်တင်လို့ကျေးဇူးတင်ပါတယ်ဒီလက်ခပြန်နေပြီးတော့ဖြတ်တင်နှုတ်ပတ်တော်အဖြစ်ဒီကံပြရတဲ့အတွက်ကြောင့်ရှိဥစွာဖြတ်တင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကျမတို့အချင်းချင်းဒီဆောက်ချင်းအသက်တာကိုဆက်ပြီးသွားကြဖို့အတွက်ရွေးချယ်ထားတဲ့အခြေခံချမ်းချက်ကိုကျမရင်ဖတ်ကြားနေပါတယ်ရှင်ယူဒဩဝါဒစာခန်းကြီး20:7ချစ်သူတို့တင်တို့ဒီမိမိတို့အလွန်တန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာမိမိတို့ကိုတည်ဆောက်ရန်တန့်ရှင်းသောဝိညာဉ်တော်အဖြစ်ဆုတောင်းပတနာပြုတဲ့ဘုရားသခင်ကိုချစ်ခြင်းမြတ်တာ၌ကိုယ့်ကိုယ်စောင့်ရှောက်၍ခြာဝရအသက်တို့မှာငါတို့သခင်ယေရှုခရစ်၏ဘုရားနာတော်ကိုပြောလိမ့်မည်ကြတယ်။သက်တာလုံးဩဝါဒစာခန်းကြီး1အငယ်9ကနေခန်းကြီး9ကနေတင်တို့ဒီယခုပင်ပြည်အချင်းချင်းတိုက်တွန်း၍တယောက်ကိုတယောက်ဒီဆောက်ကြတော့ဒီခြားတာကတော့ဗျံပဒါဖြစ်ချင်တိုင်းဖြစ်လို့မရဘူးဆိုတာတော့ဒီခြားပါတယ်ကိုဝယ်ထားတဲ့အိမ်ပဲကိုပိုင်ဒါပေမဲ့ကိုကြိုက်တယ်လို့ငါဒီနားမှာငါဒါမကြိုက်ဘူးငါဒီရအောင်ငါဖြူလိုက်မယ်ဖြတ်လိုက်မယ်လို့လုပ်လို့မရဘူးဟာငါအိမ်ဝင်ထဲမှာပဲကွာဒီ drum set ကြီးယူခဲ့ပြီးမှတီးပြီးမှတချင်းအော်ဆိုနေလို့လည်းမရဘူးကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ဟုတ်တယ်ဒါပေမဲ့သူများကိုထိခိုက်တာမျိုးလုပ်လို့မရပါဘူးကိုယ်ပိုင်လွတ်လပ်ခွင့်လို့ပြောလိုက်ရင်ကိုတယောက်တည်းပိုင်တယ်လို့ပဲကိုတယောက်တည်းနဲ့ပဲဆိုင်တယ်လို့ပဲကိုယ့်ရဲ့လုပ်ပိုင်ခွင့်လို့ပဲတော့ဖြစ်တယ်ဒါပေမဲ့တကယ်တော့အများနဲ့ဆိုင်တယ်လူအများနဲ့ဆိုင်တဲ့လုပ်ပိုင်ခွင့်ထဲမှာကိုယ့်ရဲ့အသိစိတ်ကိုယ့်ရဲ့အတိတရားကသူများကိုမထိခိုက်ဘူးသူများကိုမစုပ်ဖက်ဘူးသူများကိုမစော်ကားဘူးသူများကိုမနှောက်ယှက်ဘူးအဲ့လိုနဲ့မြင်နေရတယ်ဖြစ်တယ်။ကျွန်တော်တို့ကားမောင်းသွားတဲ့အချိန်မှာကိုသိတယ် freeway လူတိုင်းမောင်းနေတယ်ကိုလည်းမောင်းနေတယ်ဒါကိုကားကိုမောင်းနေတာပေါ့နော်ကိုကားကိုမောင်းနေတယ်ကိုလိုပဲမောင်းနေတဲ့သူတွေအများကြီးရှိတယ်ဒါမဲ့ကိုကြိုက်တယ်လို့ရှောက်မောင်းချင်လို့မောင်းလို့လည်းမရအောင်သူတို့အမှတ်ထားတဲ့ limit တွေမှာ speed limit မှာပဲကျွန်တော်တို့မောင်းရတယ်ကိုပဲ lane ကူးမယ်ကျွန်တော်တို့ဘာမှရှိပကြည့်နှောင်းကြည့်နေကူးလို့လည်းမရအောင်အနောက်မှာကားရှိသလားဘေးမှာ blind spot မှာကားရှိတာကျွန်တော်တို့ကြည့်ရတယ် traffic light တွေကျွန်တော်တို့အများနဲ့ကြည့်ရတယ်သူရဲ့တတ်မှတ်ထားချက်တွေကျွန်တော်တို့ကြည့်ရတယ်အဲ့ဒါလိုပဲကိုပိုင်လွတ်လပ်ခွင့်ဆိုတာကိုနဲ့ပဲလို့ဆိုင်တယ်ကောင်းကောင်းတာကိုပဲမောင်းနေသူများလာမောင်းတာကိုပိုင်လွတ်လပ်ခွင့်ကိုနဲ့ပဲဆိုင်တယ်ဒါပေမဲ့အများကိုကြည့်ရတယ်ကျွန်တော်ဘိုးချောင်းဆန်ပြောတဲ့စကားလေးကိုပြောကြတယ်ဒီမိုကရေစီရပြီဆိုပြီးမှကိုယ့်အိမ်ရှိရဲ့လမ်းမှာစကားခင်းလို့တော့စကားလှမ်းလို့တော့မရဘူးတဲ့အဲ့ဒါအရမ်းမှန်တဲ့စကားဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကခရစ်တော်ပေးထားတဲ့ပဋိညာဉ်တရားအသစ်မှာကျမတို့လွတ်ချင်းအခွင့်ကိုကျမတို့ရတဲ့သူဖြစ်တယ်။ဟိုးဓမ္မဟောင်းကျမ်းထဲမှာကျမတို့လိုက်နာရမယ့်ဟာတွေလိုက်ရှောက်ရမယ့်ဟာတွေလုံထုံလုံနည်းတွေထုံးစံတွေကျမတို့အများကြီး Bible study မှာလည်းဖတ်ခဲ့ပြီးပါပြီလို့။အဲ့တော့အဲ့ဒီဝန်ထုံဝန်ပိုးတွေရတယ်ကျမတို့ကခရစ်တော်ရဲ့အသွေးကြောင့်လွတ်မြောက်ခြင်းကိုကျမတို့ရသွားတယ်။အဲ့တော့ဓမ္မဟောင်းထဲမှာမစားရတဲ့အစားအစာတွေရှိတယ်သူတို့ကတ်တက်ချုပ်ချယ်ထားတဲ့အရာတွေရှိတယ်။အဲ့ဒီထဲမှာမလုံချင်တဲ့သူတို့လုပ်ရတယ်။ဟိုစိတ်မပါလဲလုပ်ရတယ်မလုပ်လို့မရဘူးအဲ့ဆိုတော့ဒီဟာကိုအရာလိုက်လုပ်ပေမဲ့အရာကိုပြည့်စုံပြီလို့ထင်ပေမဲ့တကယ်တမ်းစကြည့်သူတို့စိတ်ထဲမှာလူလားနဲ့သူတို့လုပ်တာမဟုတ်ဘူးမလုပ်ချင်ပဲနဲ့လေသူတို့လုပ်ရတယ်အဲ့တော့ကျွန်တော်တို့ခရစ်တော်စီကိုလာတဲ့အချိန်မှာအဲ့ဒီတုန်းကတတ်မှတ်လက်ခံထားတဲ့ပိတ်ပင်ထားစီထားတဲ့အရာတွေအားလုံးကနေလည်းသူတို့လွတ်မြောက်သွားတယ်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာကဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေကကောင်းတဲ့အရာတွေပေါ်မှာကျွန်တော်တို့လွတ်လပ်စွာကျွန်တော်တို့ခံစားဖို့ကျွန်တော်တို့အဲ့ဒီအရာပေါ်မှာကျွန်တော်တို့မွေ့လျော်ဖို့ဖြစ်တယ်။အဲ့ဒါကကျွန်တော်တို့ယုံကြည်သူတွေကိုဘုရားခင်ပေးထားတဲ့လွှတ်ခြင်းဖြစ်ပါတယ်လို့။အဲ့တော့ပဋိညာဉ်တရားအတိရဲ့ကောင်းခြင်းမင်္ဂလာတွေကိုကျွန်တော်တို့လက်ခံရရှိထားတယ်။ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့အပြစ်ပြန်ဖြစ်ဖို့မဟုတ်ဘူး။ freedom to sin ဖြစ်ဖို့မဟုတ်အဲ့တော့အပြစ်ရဖို့ကျွန်တော်တို့ကိုဘုရားလွတ်လပ်ခွင့်ပေးလိုက်တာမဟုတ်ဘူး။အဲ့ဒီအပြစ်ရဲ့အောက်ကနေကျွန်တော်တို့ကိုလွတ်မြောက်ဖို့ပေးတာဖြစ်တယ်။အဲ့တော့ရောမ68မှာသင်တို့ဒီအပြစ်တရားဤလက်မှာလွတ်ကြပြီဖြစ်၍ဖြောင့်မတ်ခြင်းတရားဤကြုံဖြစ်ကြပြီလို့ပြောတယ်အဆုံးထိကျွန်တော်တို့ဖြောင့်မယ်ဆိုရင်အပြစ်တရားရဲ့ကြုံဖြစ်နေတဲ့ကာလမှာတဲ့ဖြောင့်မတ်ခြင်းတရားရဲ့လက်အောက်မှာရှိဘူးတဲ့အဲ့ဒီချိန်မှာမင်းတို့ကျင့်တဲ့ကျင့်ကဘာအကျိုးရတယ်လဲတဲ့ထို့သောကျင့်တော်အကျင့်တွေတည်ခြင်းနဲ့ငန်းဆုံးတယ်အခုကအပြစ်တရားရဲ့လက်ကလွတ်ပြီးဖျားသခင်ရဲ့ကြုံဖြစ်ပြီးခရစ်တော်အဖြစ်တန့်ရှင်းခြင်းကိုရအဆုံးမှာထာဝရအသက်ကိုရမယ်လို့ပြောပြထားတယ်။အဲ့တော့အဲ့ဒီထာဝရအသက်ဆိုတဲ့စုကျေးဇူးအပေါ်မှာကျမတို့ကအနောက်ဖွဲ့ကင်းစွာနဲ့ခံစားဖို့ဝမ်းမြောက်ဖို့ဖြစ်တယ်။
အဲ့တော့တချို့ကကြတော့အဲ့တမဟောင်းကြတယ်ငါတို့နဲ့တိတ်မဆိုင်ဘူးငါတို့ကဂျူးလူမျိုးလည်းမဟုတ်ဘူးဆိုတော့ဒါသူတို့နဲ့ပဲပို့ဆိုင်တယ်ငါတို့ခုယုံကြည်သူတွေကဓမ္မတစ်နဲ့ငါတို့ပို့သက်ဆိုင်တယ်လို့တချို့ပြောကြတယ်ကျမတို့ဒီအကြောင်းနဲ့ပတ်သက်ပြီးကြားစာမှာကျမဘာမှတွေ့မိဘူးအဲ့တော့ကျမတို့ကြားစာကိုပြန်ကြည့်လိုက်မယ်ဆိုရင်အလုံး66ဆောင်ရှိတယ်ဓမ္မဟောင်းမှာ39ခုဓမ္မတစ်မှာ29ခုရှိတယ်အဲ့ဒါတွေကိုကျမတို့ခေါင်းစဉ်ပြန်ခွဲကြည့်လိုက်မယ်ဆိုရင်လောတွေနဲ့ပတ်သက်တဲ့အရာကဓမ္မကဘာဦးကျမ်းကနေတရားဟောရာကျမ်းကြီး9ခုဖြစ်ပြီးတော့တမိုင်းကျမ်းကတော့ယောရှုဖတ်စာကနေအတ္တတာဝတ္ထုတိ12ခုကတော့ဒါသူတမိုင်းကျမ်းဖြစ်တယ်ပြီးတော့ကြပြတချင်းနေနေကတော့ယောဘဝတ္ထုနဲ့ရှောလမုန်ချင်းဒီ9ခုအဲ့ဒါတွေကကြပြလေးကချင်းနေဆိုပြီးတော့သတ်မှတ်ထားတယ်ပြီးတော့ဟေရှာယကနေဟိုအဆုံးထိမာလခိတိကတော့ပရောဖက်ထားတဲ့ဂျာနီဖြစ်တယ်19ခုဖြစ်တယ်အဲ့မှာပရောဖက်အကြီး9ယောက်နဲ့ပရောဖက်အငယ်12ယောက်အကြောင်းပါအဲ့ဒါပဲကျွန်တော်တို့ဓမ္မဟောင်းကိုပြန်ပြီးခွဲလိုက်ရင်သူ့ရဲ့အပိုင်းနဲ့အပိုင်းရှိတယ်အဲ့တော့ကျွန်တော်တို့ဓမ္မတစ်29ကျမ်းကိုပြန်ခွဲကြည့်လိုက်မယ်ဆိုရင် gospel အနေနဲ့ကတော့မဿဲမှာဘုရားယောဟန်4ကျမ်းဖြစ်တယ်တမန်တော်ဝတ္ထုကတော့ history ဖြစ်တယ်ပြီးတော့ကျန်တဲ့21ခုရောမဩဝါဒစာကလည်းဟိုယူဒာအထိ21ခုအားလုံးဒီ Christian living နဲ့တက်ဆိုင်တဲ့ဖြစ်တယ်နောက်ဆုံးပြရိတ်ကျမ်းတစ်ခုတည်းသာရင် prophet ပြုထားတဲ့ကျမ်းအဲ့တော့ဓမ္မဟောင်းမှာ prophet ပြုထားတာ19ခုဆောင်ပါတယ်ဓမ္မတစ်မှာတစ်ဆောင်ပဲပါတယ်အဲ့တော့ဓမ္မဟောင်းမှာ prophet ပြုထားတဲ့ຢာတွေကဘယ်မှာလာပြည့်စုံတယ်လဲဓမ္မတစ်မှာလာပြည့်စုံတယ်ခရစ်တော်ဘုရားအကြောင်းတွေအများကြီးပြောထားတယ်ဘယ်မှာမွေးမယ်ဘာဖြစ်မယ်ဘလို့အသိခိုင်းမှာအကုန်ပါတယ်အားလုံးပတိဒီမှာလာပြည့်စုံတယ်ပြီးတော့အခုနောက်ဖြစ်လာမယ်မဖြစ်သေးတဲ့အရာတွေလည်းရှိတယ်အဲ့ဒါတွေလည်းဖြစ်လာအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဘယ်ကျမ်းတစ်ခုကိုမှဖခင်ကမျက်နာပို့လိုက်ပြီးမှအချင်းပို့ပြီးပြီးမှပို့ကရွတ်ဆိုင်ပြီးရေးခဲ့တာမရှိအားလုံးစကလုံးတစ်လုံးချင်းစီဟာဖခင်အထူးသူအားလုံးကိုရေးခဲ့တယ်ဒီကတော့ဒီဓမ္မဟောင်းဓမ္မတဲ့အားလုံးကြည့်မယ်ဆိုရင်စာရေးဆရာအယောက်40ပါအဲ့ဒီအယောက်40ကတကယ်တော့သူတို့ဟာအတုံးတော့ခံရဖြစ်တယ်တလုံးချင်းစီအားလုံးကိုဖခင်ရေးခဲ့တာအဲ့တော့ဓမ္မဟောင်းနဲ့ဓမ္မတဲ့ရေလို့ကျွန်တော်တို့ခွဲခြားလို့မရဘူးဖခင်ကဓမ္မဟောင်းမှာပါတဲ့အရာတွေလားကျမတို့ဒီနေ့အသက်ရှင်ခြင်းတို့ကျမတို့ကိုဥပမာပေးထားတဲ့ပုံဆောင်ထားတဲ့အရာတွေကြီးပဲဖြစ်ပါတယ်လို့ကျမတို့ ਨੇ ဘာမှမဆိုင်ဘူးလို့ပြောဖို့ဒါတခုမှမရှိပါဘူးလို့အားလုံးရဲ့ဥတီချက်ကိုကြည့်လိုက်မယ်ဆိုရင်ခရစ်တော်ဘုရားဖြစ်တဲ့နောက်ဆုံးသောကာလတွေဖြစ်တဲ့ထာဝရကာလတွေဖြစ်တဲ့ဆိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီဓမ္မဟောင်းကာလကလို့ပဲလူမျိုးတိုင်းစီမှာခရစ်တော်မရခင်နဲ့ခရစ်တော်ရပြီးအခြေအနေရှိပါတယ်ကျမတို့အခြေလူမျိုးတွေခရစ်တော်မရခင်ကာလမှာနတ်ကိုကိုးကွယ်နတ်ကိုပူဇော်တယ်ကျမတို့ကိုယ့်ရဲ့ရိုးရာဥပဒေရှိအဲ့တော့ကျမတို့နတ်ကိုကိုးကွယ်ခဲ့တော့ကနတ်ကိုအရာချစ်ပြီးမှကိုးကွယ်ခဲ့ရတယ်လို့ကျမမကြားခဲ့ဘူးကြောက်ပြီးတော့ကိုးကွယ်ခဲ့ရတယ်ဘာမဆိုမလုံရဲမကြိုက်ရဲနဲ့သူ့ပဲကြောက်နေရတာဟိုဟာနဲ့ပူဇော်ရဒီဟာနဲ့ပူဇော်ရကိုဖြစ်ပြီးဆိုရင်တော့နတ်မကြိုက်တာလုံပြီးလို့ဆိုပြီးကြောက်နေရတယ်ဟာနတ်ကစိတ်ဆိုးပြီးငါတို့ကိုတစ်ခုခုလုံးမလားဆိုတော့အဲ့ဒီစိုးရင်စိတ်နဲ့ကျမတို့သူ့ကိုကိုးကွယ်ရနတ်ကိုကိုးကွယ်ရဘယ်သူမှနတ်ကိုယုံကြည်ခြင်းအားကိုးခြင်းအားထားခြင်းချစ်ခြင်းဆိုတဲ့အားနဲ့ကိုးကွယ်ခဲ့တာမဟုတ်အဲ့တော့ကျမတို့ဒီလိုအခြေအနေကနေဒီနေ့လွတ်မြောက်လာတယ်ဆိုတာကအရန်ကိုကျေးဇူးတင်ဖို့ကောင်းတဲ့ချက်ဖြစ်ပါတယ်ဒီနေ့ကျမတို့တမန်ကျမ်းစာလာမရခဲ့ရင်ဒီနေ့ခရစ်တော်ရဲ့လွတ်ခြင်းအခွင့်ကိုကျမတို့မခံစားရတဲ့ရရင်ခရစ်တော်ကိုသာမရခဲ့ရင်ကျမတို့ရဲ့ဖြစ်တည်မှုဘယ်လိုရှိမလဲလို့ကျမတို့ပြန်စားကြည့်ကျမတို့ဒီနိုင်ငံမှာရောက်နေမှာမဟုတ်ဘူးကျမတို့ရောက်စီကျမတို့ကြီးလို့အသုံးအဆောင်တွေကြီးလို့အဖို့အစားတွေကျမတို့ရမှာမဟုတ်ဘူးဟိုးတောင်ပေါ်မှာအဖို့အစားပစုံလို့ဆိုတော့လည်းဖက်နဲ့မပါဘူးကျမတို့ရှောက်သွားနေရအောင်ပါပဲကျမတို့ကလေးတွေဆိုရင်အသားအရည်ကမွေး6တန်ကောင်ထပ်ပြီးဖိုက်ကျမတို့ဒီအခြေအနေမှာရှိနေအောင်ပါပဲအဲ့တော့နတ်ကိုကိုးကွယ်ပြီးနတ်ကိုကြောက်ပြီးအသက်ရှင်နေရတဲ့ဘဝကနေကျမတို့ဒီနေ့လွတ်မြောက်ခဲ့ရတာတော့ကျမတို့ဝမ်းသာစရာကောင်းတာမရှိဘူးဒီထက်ပိုပြီးကျေးဇူးတော်ချီးမွမ်းဖို့ကောင်းတာပါကျမတို့အဲ့ဒီနတ်စားဘဝနဲ့သာနေခဲ့မယ်ဆိုရင်ကျမတို့ဟာထာဝရတည်ခြင်းမှာအဆုံးသတ်ပြီးအဲ့ဒီနတ်တွေနဲ့ဟိုးငရဲမှနေမရအောင်ပါဒီနေ့ကျမတို့ဒီအရာကနေဒီတဘိုးအောက်ကနေကျမတို့လွတ်မြောက်ခဲ့ပြီခရစ်တော်ကြောင့်ကျမတို့ဒီတဘိုးအောက်ကနေကျမတို့လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်ဂလာတိ9:1ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်၌တည်နေသဖြင့်ကြုံခံရတဘိုးကိုထိုင်၍ချီနှောင်ခြင်းကိုတစ်ဖက်မခံကြနဲ့အငယ်73ခ
ညီကိုတို့တင်တို့ဒီလွတ်ချင်းအခွင့်ကိုရတော်သူဖြစ်၏သို့တော်လည်းဇာတိပဂတိအားအခွင့်ပေး၍ထိုလွတ်ချင်းကိုမတုံးကြနဲ့အချင်းချင်းချစ်၍မှုချင်းကိုဆောင်ရွက်ကြတယ်ဒီနေ့လွတ်ချင်းအခွင့်ကိုရတဲ့သူကျမတို့အချင်းချင်းကျမတို့ဘာတွေတိဆောက်သွားမလဲလွတ်ချင်းအခွင့်ကိုရပြီးတဲ့သူတွေဘယ်အရာတွေရဲ့ချီနှောင်ခြင်းကိုမှကျမတို့စိုးမိုးခြင်းကိုပါမခံမဲနဲ့အသက်ရှင်သွားဖို့လို့တို့အဲ့ဒီလွတ်ချင်းအခွင့်ကိုအလွဲသုံးစားမလုပ်ဖို့အတွက်ဒီအငယ်စကားကိုပြောတယ်ဇာတိပဂတိအဖြစ်အခွင့်ပေးရထိုလွတ်ချင်းကိုမသုံးနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ယုံကြည်သူတွေမှာခရစ်တော်ရဲ့လွတ်ချင်းအခွင့်ကိုအပြည့်အဝနားလည်သဘောပေါက်ပြီးခရစ်တော်ပေးအပ်ထားတဲ့ကောင်းမွန်တဲ့အရာတွေနဲ့ဘဝကိုဝမ်းမြောက်စွာပျော်ရွှင်ဖြတ်သန်းနေတဲ့အုပ်စုရှိတယ်။ပြီးနောက်အုပ်စုတစ်ခုကယုံကြည်ခြင်းမှနည်းနည်းအားနည်းသေးတယ်။အခုမှပြောင်းလဲခံစားနေရှိတယ်။သူတို့တွေကခရစ်တော်ရဲ့လွတ်ချင်းအခွင့်ကိုအပြည့်အဝနားမလည်သေးဘူး။အဲ့တော့သူတို့ဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေရှိတယ်။သူတို့ရဲ့ background တွေရှိတယ်။သူတို့ရဲ့တချို့အားလုံးမဟုတ်ဘူးနော်တချို့ယဉ်ကျေးမှုတွေကယုံကြည်သူဖြစ်လာပေမဲ့လည်းဆက်လက်တဲ့ဆောင်ရွက်နေရှိတယ်။အဲ့တော့အဲ့နှစ်ခုကအတင်းတော့မှာပဲဖြစ်ဘယ်မှာပဲဖြစ်အဲ့ဖွဲ့နှစ်ခုအများနဲ့ပွဲပြားနေတာတွေ့ရတယ်။အဲ့တော့ဥပမာပြောမယ်ဆိုရင်ချို့ကမိန်းကလေးဆိုတာမိန်းကလေးစပင်ကိုဖြတ်ပြီးမချတာရဘူးဆိုတဲ့အရှိခရိယန်ဖြစ်လာတဲ့ခရစ်တော်ကိုရပြီးတဲ့အချိန်ကြီးဘယ်တော့အချိန်ခါမှစပင်ဖြတ်ပြီးချခိုင်းမကြိုက်ဘူးရားစိတ်ဆိုရရှိစပင်ဖြတ်ပြီးချတာရဘူးဆိုတဲ့မိန်းကလေးဆိုတာဘုံရှိမိုးရဘူးဆိုတဲ့အရှိခရစ်တော်ကိုရပြီးအသွေးမစားရဘူးဝတ်သားမစားရဘူးရုပ်ရှင်မကြည့်ရဘူးဆိုတဲ့ဟာရှိသေးတယ်အရက်ဘီယာဝိုင်းမတော့ရတာလေရှိတယ်တချို့ကတော့ကိုအရက်တမဟိုရစ်ထုတ်ကြည့်ဘွားကနေပြောင်းလဲလာတဲ့လူတွေရှိတယ်အဲ့တော့သူတို့ဘွားရဲ့ကိုပိုင်အတွေ့အကြုံနဲ့သူတို့ဆက်သွားနေတယ်တချို့ကတော့ဒီကိုပိုင်ဘဝအတွေ့အကြုံကနေလည်းလွတ်မြောက်သွားတာရှိတယ်အဲ့တော့ဥမာကျွန်မတခုပြောချင်တယ်ဥမာအတင်းသားတယောက်ကနေဒီမှာမင်းစားဖိတ်ပေါ့နော်အတင်းသူတင်းသားတွေအားလုံးအမတရုပ်ဆရာလည်းပါတယ်အတင်းထောက်တွေလည်းပါတယ်အားလုံးလာပြီးမှအဲ့မင်းစားပွဲလာဆိုတော့ဒီနေ့ကျွန်တော်တို့မိသားစုရဲ့ကြီးစုရဲ့ချီးမွမ်းပွဲကိုရောက်လာတဲ့ကြီးစုတင်နေပေါ့ကျွန်တော်ဒီဝိုင်းပေါ့ဒါအရန်တံပိုးကြီးတဲ့ဝိုင်းပေါ့နော်သူစုထားတဲ့နေ့ပေါင်းတော့ကြာပြီပဲဆိုပါစို့အဲ့ဒါလေးကျွန်တော်လည်းအကုန်လုံးကိုပေါ့နော်ကျေးဇူးနဲ့တင်နေနေကျွန်တော်တိုက်ချင်ပါတယ်အားလုံးကိုဝိုင်းသူကလည်းများတယ်ဝိုင်းကလည်းတပလေးနဲ့ဆိုတော့တယောက်ကိုနှလုံးစားလောက်ပဲပေါ့နော်ဒီနေ့လေးပဲအားလုံးကိုထည့်ပြီးပေါ့အမတီးလို့ဆရာလေးအဲ့ဝိုင်းလေးလည်းကာလို့ဒီမှာအားလုံးဖျားခင်ကျေးဇူးတို့ကိုချီးမွမ်းပြီးမှစားကြတယ်အဲ့ဒီမှာခုနပြောတဲ့အားနေတူတာအကုန်လုံးတောက်ကြပြီးတော့ကိုကြည့်ဒီပေါ့တရုတ်ဆရာလေးခိုင်ထားတယ်ဟာမတိထုတ်လေးခိုင်ထားလက်ခိုင်မှတောက်လိုက်ဒါပေမဲ့သူစိတ်ထဲမှာသူအပြစ်အကြီးကြီးလုံးမိတယ်လို့သူထင်တယ်ဘာဖြစ်လဲသူ့ရဲ့ background ကပါလေဥပမာသူ့ရဲ့ background ကလုံးဝဒီဟာလုံးဝမထီရဘူးဆိုတဲ့ background ကလာတယ်ဆိုတော့ဒါသူ့အရင်ကြီးတဲ့အပြစ်သူလုံးမိပြီအမှန်လို့သူ့ရဲ့ background ကရစ်ထုတ်ကြီးဘွားကနေလာတယ်ဆိုတော့ကြည့်တင်းဆရာလေးတင်းဟုတ်တယ်တော့လို့ရတယ်အဲ့တော့သူရဲ့ဝိညာဉ်ရတက်တာပေါ့နော်ဥပမာခုနပြောတဲ့တင်းအုပ်ဆရာလေးတင်းထောက်ကိုလည်းတောက်ကြတယ်ဒါပေမဲ့သူတို့လည်းအများနဲ့တောက်တာမဟုတ်ဘူးဟိုညနေဒင်နာတိုင်းတောက်တာလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချိန်ခါလေးမှာသူတို့တောက်ကြတယ်လို့ကျွန်မပြောချင်တာပေါ့နော်အဲ့တော့အပြစ်လုပ်တယ်ဆိုတဲ့အဲ့ဒီခံစားချက်နဲ့မဟုတ်ဘူးသူတို့တောက်အပြစ်လို့တော့မခံစားရအော်ဒါသူကျေးဇူးချီးမွမ်းနေအဲ့ရတယောက်ကိုတယောက်လုံးတိုက်ကြတယ်ဟာဘုရားတောင်းပြီးတောက်လိုက်ကြတယ်သူတို့ကဒါအပြစ်လို့သူတို့မထင်ဘူးဒါပေမဲ့ဟိုတယောက်ကသူ consciously မဖြစ်တော့အဲ့တော့သူ့ရဲ့ဝိညာဉ်အသက်တာမှာဒါကထိမိပြီးလဲစရာဖြစ်သွားတယ်အဲ့တော့ကျန်တဲ့လူတွေတောက်တာဒါသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ထဲမှာသူတို့တောက်အဲ့တော့ခုနရဲ့စကားနဲ့ပြန်ပြောမယ်ဆိုအိမ်ရှိမှာအိမ်ရှိလမ်းမှာဒါကစပားထွက်လာတာမဟုတ်တော့စပားလှမ်းတာကအချိန်တိုင်းရုပ်လို့ရတယ်အခုဟာကစပားထွက်ဆိုင်နေဖြစ်သွားတယ်အခုအတွက်စပားထွက်ဆိုင်နေတာဖြစ်သွားတဲ့အချိန်ကျတော့ယုံကြည်သူချင်းချင်းမှတလို့မျိုးခဏခဏဖြစ်တယ်လူသားတွေကကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာအများနဲ့ဆိုင်ပြီးအများကိုကြည်ပြီးငဲ့ပြီးသွားရတယ်အဲ့တော့ခရစ်တော်ရဲ့လွတ်ချင်းခွင့်ကိုရရှိတဲ့သူတွေကအဲ့ဒီလွတ်ချင်းအခွင့်ထဲမှာကိုကြောင့်သူများရဲ့ဝိညာဉ်တက်တာမထိခိုက်မိအောင်နေထိုင်ခြင်းကကျွန်တော်တို့အချင်းချင်းတည်ဆောက်ခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တောက်လာတောက်လာကျွန်တော်တို့စဉ်းစားကြည့်လို့ရပါတယ်ကိုကဘာမှမဖြစ်ဘူးလေဘာဖြစ်လဲကိုရတမလည်းမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲအဲ့ဒါကသူများအတွက်အများကြီးထိမိပြီးလဲစရာဖြစ်သွားတယ်
အခုမှပြောင်းလဲလာတဲ့ဝိညာဉ်တက်တာတိဆောက်ခါစားအခုမှပဲဒီအတိုင်းဝိုင်းလေးကိုရောက်လာတယ်ဒီယုံကြည်ခြင်းနဲ့မှအခုမှသူတိဆောက်လာတယ်စိတ်အထက်တာစောနဲ့ရောက်လာတဲ့အချိန်မှာသူ့ရဲ့တိဆောက်မှုလားဆိုမှတယောက်ကစဘာလာဆိုင်လိုက်တယောက်ကပဲပင်လာဆိုင်လိုက်လုံးနေသူဘလို့လို့ကြီးထွားလာတယ်သူဘလို့တိဆောက်လာမယ်အဲ့ဒါကဖျားပေးထားတဲ့လွတ်ချင်းအခွင့်ကိုကျွန်တော်တို့ abuse လုပ်တာလေလို့ဒီအကြောင်းကိုရောမဩရစာခန်းကြီး14မှာအစအဆုံးအကုန်လုံးအဲ့ဒီအကြောင်းအရာတစ်ခုပဲရေးထားတာတွေ့ရတယ်။ဒါကတော့အစားအသောက်နဲ့ပတ်သက်ပြီးမှအများကြီးရေးထားတယ်။ယုံကြည်ခြင်းအားနဲ့သူ့ကိုလက်ခံပါတဲ့အဖွင့်မှာပြောထားတယ်။ဘာလို့လဲဆိုတော့ဘုရားခင်ကသူ့ကိုလက်ခံပြီးတဲ့ချင်းချင်းမစစ်ကြောနဲ့မစီရင်နဲ့လို့ပြောထားတယ်။ဒီမှာကအဲ့ဒီခေတ်တုန်းကသူ့ရဲ့ယဉ်ကျေးမှုအရာကျွန်မနည်းနည်းပြောချင်ခုမှမွတ်စလင်တယောက်ကပြောင်းလဲလာ။သူပြောင်းလဲတော့ဟာမင်းမွတ်စလင်ကနေပြောင်းလဲတယ်မင်းဝတ်သားစားလို့ရပြီစားလို့ကျွန်တော်တို့သူပြောလို့မရဘူး။ဟိန္ဒူကနေပြောင်းလဲလာဟာမင်းဟိန္ဒူကနေပြောင်းလဲလာတယ်ဟာကောင်းလိုက်တာကွာမင်းတတ်လို့စားစရာမလိုမင်းအကုန်တီးလို့ရပြီလို့ကျမတို့သူ့ကိုလုံးဝပြောလို့မရဘူးအဲ့တော့ဒီအစားအစာနဲ့ပတ်သက်မှဒီမှာအများကြီးပဲအမတတ်လို့စားတာပဲဒီဝက်သားပဲစားတာပဲငယ်6မှာကြည့်လို့ဆိုစားတဲ့သူကလည်းဖျားသခင်ရဲ့ကျေးဇူးတော်ကိုဝန်ခံပြီးစားတယ်မစားတဲ့သူကလည်းဖျားသခင်ရဲ့ကျေးဇူးတော်ကိုဝန်ခံပြီးမစားဘူးတဲ့ကျေးဇူးတော်ဝန်ခံနာခြင်းအတူတူကျမတို့အချင်းချင်းဝေဖန်စရာမရှိဘူးစစ်ကြောစရာအကြောင်းမရှိဘူးအဲ့တော့အငယ်စလေးမှာပါပဲဆိုဥမာဒီဝက်အကောင်ကိုကြည့်ဟင်းဒီဟင်းရပေါ့တက်လို့စားတယ်ဟင်းဒီဟင်းကိုကြည့်စပြည့်ရေးကြည့်သူ့ဘာသူနေနေတာဘသူကိုမှအပြစ်သွားမလို့ဘူးအဲ့ဒီဝက်ကအဲ့ဒီဟင်းဒီဟင်းရလည်းသူ့သူနေနေတာအဲ့ဒီစပြည့်တီးလည်းသူ့သူနေနေတာစပြည့်ပလေးဝိုင်ပလေးလည်းသူ့သူနေနေတာသူ့ဘာသူရှိနေတဲ့အရာဘသူကိုမှသူတို့အပြစ်မလုပ်ဘူးဒါပေမဲ့အဲ့ဒါတွေကိုလုပ်ရင်အပြစ်ရှိတယ်လို့ခံယူတဲ့သူတွေအတွက်အပြစ်ရှိတယ်အကျဉ်သူဒီညစ်ညူးဒီထင်ဤထိုးသူ၌ညစ်ညူးပြီတဲ့အဲ့တော့ဟာအဲ့လိုဆိုရင်ကျွန်တော်ဘီယာတောက်တာညစ်ညူးတယ်လို့လုံးဝမထင်ဘူးအဲ့ဆိုကျွန်တော်တောက်လိုက်အချင်းမရှိတော့ဘူးပေါ့ဘာဖြစ်လို့လဲကျွန်တော်ညစ်ညူးတယ်လို့မထင်ဘူးလို့ကျမတို့ဈေးစစ်ရှင်တယ်တခါကျရင်အဲ့ဒီလွတ်ချင်းအခွင့်ကိုကျမတို့အလွဲသုံးစားလုပ်ချင်တယ်အဲ့ဒါဆိုလည်းမိတ်ဆွေမင်းရဲ့ရွေးချယ်မှုပဲခရစ်တော်ကအလုံးစုံကနေကျမတို့ကိုလွတ်ချင်းအခွင့်ပေးခဲ့ပြီအဲ့ဒါကိုကိုကအပြစ်တရားရဲ့ကြုံပြန်ဖြစ်ချင်တယ်အဲ့ဒီတဘိုးပုံမှာပြန်ထမ်းချင်တော့လဲထမ်းစီထမ်းပြီးသွားရုံပဲရှိတယ်အဲ့တော့ဒီရောမ14မှာဘာဖြစ်လို့ကျမတို့လူသားတွေကအစားအသောက်နဲ့ပတ်သက်တဲ့ဒီစားချင်းတောက်ချင်းရဲ့ကြီးကျယ်ကျမတို့ဖြစ်နေရတယ်ကျမတို့ဖျားသခင်တို့ဦးတဲ့ရဲ့ control အောက်မှာကျမတို့ကရှိနေရဘယ်အရာမှဘယ်အရာတစ်ခုကမှကိုယ့်ဘဝကိုနောက်ထပ် control လုပ်တာကျမတို့မခံရဘူးလို့ကျမဆိုရင်တိုးတိုးကြကြအထိကိုရီးယားdrama series ရဲ့ control အောက်မှာကျမနေခဲ့တာကျမအဲ့ series ကိုကြည့်လိုက်တာထမင်းကြီးလည်းမချက်ဘူးဘာမှမလုပ်ဘူးအဲ့တော့ကျမမြို့သားကလေးတွေကြိုခဲ့တယ်ပြန်လာတယ်ဆိုတော့နန်အန်ဝါဒီတဲ့နားတယ်ဖန်ချတ်နိုင်ရေးမှာကျမပြောတယ်ကျမထွေးလည်းမချက်ဘူးလေအဲ့ဒါပဲကြည့်နေတာကျမကိုပြောလို့မရတော့သူချက်တယ်တော့သူစားအဲ့တော့အေးတဲ့နေ့မနေ့ကြည့်ချင်ကြည့်တယ်ဒါပေမဲ့ထမင်းတော့စားတော့တဲ့အေးဆိုထမင်းဘာမှပလော့ခင်းနေကုန်ပြီကျမအဲ့ရှိမှပြန်ထိုင်စားပြီးကြည့်နေသူတို့3ယောက်နဲ့သွားမစားအောင်သူကကျမကိုဘာမှမပြောရင်လည်းရံဖြစ်မှာရဲ့ချိန်မှာသူကျမကိုဘာဖြစ်လဲကျမစိတ်ထဲမှာအယံ guilty ဖြစ်လာတယ်ဟာငါဘာထိုင်ကြည့်နေရလဲဒါမှဝိညာဉ်တက်တာတော့ငါဒီဆောက်ဖို့ငါဘာရတယ်လေဒီကလုံးမဲ့ဆောင်ငါစမ်းစာဖတ်နေတာတော့ဟုတ်တယ်ငါဘာတွေလုပ်နေပါလဲကျမအဲ့ဒီကျမလုံးဝအဲ့ဒီကိုရီးယားဆက်လိုက်ရှည်ကိုကျမခတ်လုပ်လိုက်တယ်။ဘာဖြစ်လို့လဲအဲ့ဒီဇလန်ချက်ကျမကိုအရန် control လုပ်တယ်။ကျမဘာမှမလုပ်နိုင်ဘူးနော်ကျမမညာဘူး။ဟိုမိုးလေးသွားတာကိုကျမမသိဘူး။စူတောင်းမယ်ဆိုလဲလေ။ဂိုင်းနန်ကျူဖြစ်ဆိုမဲအဘကျူဖြစ်ကအဘကဘာလို့ကျမသားစူတောင်းတိုးတယ်လေ။ကျမစူတောင်းကျမအနောက်တီကိုဆိုပါအဲ့ကျမသားတောင်းလိုက်ခဏလေးနဲ့ပြီးတော့မယ်။စူတောင်းနေလေကျမဟာအဲ့ဒါပြီးပါပြအဲ့ဒီကိုရီးယားကကျမကိုအများကြီး control လုပ်အမဖြစ်တော့ဘူးတီမမပဲတော့ကျမကိုယ်တိုင်ဖြစ်တဲ့ဥပမာလေးပြောတာအဲ့ဒီတီမမဟာစာကျမတို့ဘဝကို control လုပ်နေအများကြီးရှိတယ်ခုကျမသားနဲ့တူကိုညာပြောလို့ရှိရင် wifi ကအနှွေ wifi ကြီးကလေ control လုပ်လိုက်တာမပြောပါနဲ့တော့ကျမတို့ဘဝမှာတီမမတို့ control လုပ်နေတဲ့အရာတွေအများကြီးရှိတယ်အဲ့ကျမဒီအကြောင်းလေးကိုလည်းနည်းနည်းပြောချင်တယ်ဒါကျမတို့အမျိုးသမီးစီဝေးမှာတော့ကျမဒါ Bible study မှာပြောပြီးသားဖြစ်ပါတယ်လို့ဖျက်ခင်ကကျမတို့အာဒမ်အောင်အေးဘောဖန်ဆင်းတော့ကဘာဦးကြအခန်းကြီး1အငယ်28မှာဖတ်ပြထားဆိုဖန်ဆင်းထားတဲ့အရာတွေအားလုံးကိုအုပ်စိုးခွင့်ကျမတို့ပေးထား
ကျမတို့လူတွေကိုဖန်ဆင်းခါစားကတည်ဖို့မဟုတ်ဘူးနော်ကျမတို့က eternal being တက်လုံးဒီလိုရှိနေဖို့ဖန်ဆင်းထားတာကျမတို့ရဲ့ level ကြီးအမြင့်ကြီးဘုရားကျမတို့ပေးထားတာဒီဖန်ဆင်းထားတဲ့အရာတွေအားလုံးကကျမတို့လက်အောက်မှာရှိတယ်ကျမတို့အစိုးခွင့်ပေးထားတယ်ဒါပေမဲ့စာရမဏကသူအဲ့ဒါအရန်လိုချင်တယ်သူအရန်လိုချင်တဲ့ချိန်ကျတော့သူအဲ့ဒါရဖို့သူအကြံထုတ်တယ်အကြံထုတ်ပြီးမှသူအဲ့ဒီရာကိုရဖို့သူအေဝါစီသွားတယ်အေဝါစီသွားပြီးသူကပြောတယ်စာရမဏကအုံနောက်ရှိတယ်တေးသွားပြီးတော့ဘလိုင်းကြီးလည်းမခုတ်ဘူးဒီဥယျာဉ်ထဲကအပင်ရဲ့အတီးကိုတကယ်မစားရအောင်လို့ပြပြောတယ်အဖွင့်မေးခွန်းလေးနဲ့သူကစလိုက်မစားရအောင်လို့ပြောတော့မင်းဘာညာပြီးတော့စပီချက်ချင်းသွားပြီးဘလိုင်းကြီးမငင်းဘူးအဲ့လိုမေးလိုက်မှအေးဝပြဖြစ်မှာမဟုတ်ပါဘူးငါတို့စားရပါတယ်တဲ့ဒါပေမဲ့ဟို့အလေကအပေရပဲမကင်နဲ့မစားနဲ့အဲ့ဒါစမ်းတေးပြီးလို့ပြောတယ်ဟုတ်လို့လားဖြတ်ပြီးမင်းတို့ရမ်းချစ်တယ်ဆိုညနေနဲ့မင်းတို့နဲ့လာပြီးတော့စကားပြောတယ်ဒါမှမဟုတ်ဘူးနော်ဖျားမင်းတို့တကယ်ချစ်တာဖျားမင်းတို့ကိုတကယ်ချစ်တယ်ဆိုသူအမှန်တိုင်းပြောမှာပေါ့ဖျားခင်ကခုခုမင်းတို့မသိအောင်ဝယ်ထားရတာရှိတယ်သူကကျမတို့အမြဲတမ်းတန်ရစိတ်ဖျားတာတကယ်ချစ်တယ်ဆိုရင်အမှန်တိုင်းပြောမယ်အဲ့ဒီဒီဆိုင်မင်းတို့သိမှာမဟုတ်ဘူးမင်းတို့သိလို့လို့ဖျားပြောတာအဲ့ဒါညာအဲ့ဒါစားလိုက်ရင်မင်းတို့ကောင်းမကောင်းသိသွားမယ်ဖျားသခင်ကိုဖြစ်သွားသူကသူ့လိုဖြစ်သွားမှာဆိုလို့မစားခိုင်းတာအဲ့ကျမအရှိရှောက်ပြောတော့ကျန်းစာမလားအဲ့လိုမျိုးပြောတဲ့ချိန်တော့ဘာဖြစ်လဲစားပြီလေစားလိုက်ပြီလေစားလိုက်တော့ဘာဖြစ်သွားလဲအဲ့ဒီ level အမြင့်ကြီးကနေဘုံဆိုကျသွားတဲ့လူကတေမျိုးဖြစ်သွားတယ်အခါတဲ့အောက်ကိုရောက်သွားတယ်အဲ့ချိန်မှာစာရမဏကအဲ့ဒီအလုံးစုံအုပ်စိုးခွင့်ကိုလူလက်ထဲကနေသူရသွားတယ်လွယ်လွယ်လေးပဲသူရသွားတယ်ဒါပေမဲ့အဲ့ဒီဒီလာလေးကိုသူရမ်းကြိုက်တယ်စာရမဏကအော်လူတွေကိုငါတို့လုပ်ရင်ရတာပဲဆိုမှခရစ်တော်ရက်ပေါင်း40အစာရှောင်တယ်အဲ့တော့သူလာပြီးမှစုံစမ်းကြောက်ချက်တယ်နောက်ဆုံးတစ်ခါမှသူပြောတယ်ဒီတိုင်းနိုင်ငံကိုချိလိုက်ပါတဲ့မင်းတို့ဟိုငေါ့ရှိခွင့်တာပြီးနေအဲ့ဒါဆိုအာရမ်ဤဝတ်တဲ့သူယူထားတာခရစ်တော်ပြန်ကြွလာတာကသူ့လက်ထဲကပြန်ယူဖို့ဆိုတာသူသိတယ်အဲ့ကြောင့်မလို့သူ့ကိုဖြတ်လန်းလိုက်တာငေါ့ရှိခွင့်ပြီးလိုက်တယ်ဆိုတော့အဲ့တော့ခရစ်တော်ဖျားရဲ့ကသူ့ရဲ့သာသနာလုပ်ငန်းမစခင်စတာကိုပြောပြီးသားစတာမင်းကငါနိုင်ပြီးမှဝင်လာတာနော်လို့ခရစ်တော်ပြပြီးသားစတာငါတိုက်တာတိုက်နေတာစကြတဲ့သူကရှုံးသမားရှုံးကြီးနဲ့သူကသူတိုက်နေတာအဲ့တော့ဖျားဖန်ဆင်းထားတဲ့အရာတွေအားလုံးကစာတန်လက်ထဲမှာရောက်သွားပြီးတကလားအဲ့ဒီအရာတွေဟာကျမတို့လူတွေရဲ့အဲ့ဒီအရာတွေကကျမတို့လူတွေကို control လုပ်တဲ့အရာတွေဖြစ်သွားတယ်အဲ့ကြောင့်မို့ဒီစားတဲ့အရာဒီတောက်တဲ့အရာအားလုံးစာဒမာနရဲ့လက်ထဲမှာသူဟာလူတွေကိုအပြစ်ရအောင်အပြစ်လို့ခံစားရအောင်အပြစ်ဖြစ်အောင်အမျိုးမျိုးကျမတို့လုပ်အဲ့တော့ကျမတို့အချင်းချင်းတီဆောက်တဲ့နေရာမှာဒီဟာတွေကအများကြီး block တွေဖြစ်တတ်တယ်အဲ့တော့ကျမတို့အချင်းချင်းတီဆောက်ဖို့နဲ့ကျမတို့အားနည်းသူကိုလက်ခံဖို့ပြီးတော့ကိုလည်းတီဆောက်ဖို့ကျမတို့လိုပါတယ်ကျမတို့ဘယ်လိုတီဆောက်လဲဆိုနံပါတ်1လို့ကျမတို့အချင်းချင်းလက်ခံဖို့ဖြစ်တယ်ရောမ14အစမှာပဲအချင်းချင်းလက်ခံဖို့ပြောထားတယ်အချင်းချင်းလက်ခံဖို့အားနည်းသူကိုလက်ခံဖို့ပြောထားတယ်ဘာဖြစ်လို့လဲကိုယ့်ကိုယ်တောင်ဖျားလက်ခံခဲ့ပြီပဲဖျားရဲ့အတိုင်းဝိုင်းတွေကိုဝင်လာခြင်းတဲ့လူတွေခရစ်တော်ရဲ့လွတ်ခြင်းအခွင့်ကိုဝင်လာခြင်းတဲ့သူချင်းချင်းကျမတို့ဘာလို့တွန်းထုတ်နေလဲဘာသာစကားမတူလို့ယဉ်ကျေးမှုမတူလို့အရင်ကသူကအယက်သမားဖြစ်လို့သူကလောင်းကစားသမားမလို့အရင်ကစာရိတ်ကချူရခဲ့တယ်သူကလေဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်မလို့ဆိုပြီးမှကျမတို့ဘာလို့ချင်းချင်းစီရင်နေလဲခရစ်တော်အသက်ရှင်စင်မှာသူသာသနာပြုခဲ့တဲ့သမိုင်းကိုပြန်ကြည့်မယ်သူရဲ့တပည့်တော်တွေကိုလည်းပြန်ကြည့်မယ်သူဘသူတွေနဲ့နေခဲ့တယ်လေတငါတယ်လူတွေမကြိုက်တဲ့အခွန်ခံနေပြည့်တစားတွေလူတွေလက်မခံခြင်းနဲ့ကြိုးပဲ့နေတဲ့နူနာနေတဲ့လူအဲ့ဒီအားနေတဲ့သူတွေကကိုဖျားကြောက်လာတာဟုတ်လားကျမတို့လူချင်းချင်းကျမတို့ဘာလို့လက်မခံရမလဲကျမတို့အားလုံးအပြစ်သားတွေချင်းတူပဲမဟုတ်ဘူးလားကျမတို့ရုတဝတ္ထုပြန်ကြည့်ရရုတဝတ္ထုမှာရုတဆိုလေဣတိလလူမျိုးတွေမကြိုက်တဲ့သူတို့တွေတတ်မှတ်ထားတဲ့ယွန်းရှာပွဲရာဆိုတဲ့မောဘမျိုးရဖြစ်မောဘမျိုးဆိုတာလောတနဲ့သူ့သမီးအကြီးနဲ့ရတယ်မျိုးအဲ့ဆိုတော့ယွန်းရှာပွဲရာမျိုးလို့တတ်မှတ်ပြီးမှမကြိုက်ဒါမဲ့ဖျားကရုတကိုလက်ခံတယ်ဘာဖြစ်လို့လဲသူကဖျားရဲ့အပိုင်းဝိုင်းထဲကိုဝင်လာခြင်းနဲ့သူဖြစ်တယ်အဲ့တော့အငယ်16မှာသူ့ရောက်ခေါက်သူပြောတဲ့စကားလေးကြည့်မယ်ဆိုရင်ကိုရောအမျိုးဒီကျမအမျိုးကိုရောဖျားဒီကျမဖျား
ဖြစ်ပါစေဒီဖရာရဲ့အတိုင်းပိုင်းတွေကိုသူအရာဝင်လာခြင်းနဲ့သူ့ရဲ့နှလုံးသားကိုဖရာကကြည့်တယ်သူ့ရဲ့နှလုံးသားကိုမြင်ခဲ့တာဖြစ်ပါတယ်ဖရာစီကိုတိုးဝင်ခြင်းနဲ့သူ့ရဲ့နှလုံးသားကိုဖရာလက်ခံခဲ့တာဖြစ်ပါတယ်သူဘာအမျိုးလဲဖရာမကြည့်ခဲ့ပါဘူးဒါကြောင့်လို့သူတတိဘောဇနဲ့ရတယ်ဘောဇနဲ့ရပြီးသားအောဘက်ကိုမွေးတယ်အောဘက်ရဲ့သားယေရှဲဖြစ်တယ်ယေရှဲရဲ့သားဒါဝိဖြစ်တယ်ဒါဝိကနေခရစ်တော်ဖရာဆင့်တယ်အဲ့တော့ကျမတို့ဒါတွေကြည့်ကျမတို့လူတွေကအပေါ်ရောင်ကိုညာကြည့်တယ်ဆိုတာတွေ့ရတယ်ကျတော့လုကာ19မှာဖုန်ခံဇက်ကေအကြောင်းကျမတို့အားလုံးသိပြီးသားဖြစ်ပါတယ်ဇက်ကေကဖုန်ခံဖြစ်တယ်ပတ်ဆံရှိတယ်ဒါပေမဲ့လူတွေသူ့ကိုလက်ခံလားဘယ်သူမှလက်မခံဘူးလက်မခံဘူးဆိုလေသူလဲသူကောက်ရမယ့်ပတ်ဆံတဲ့ပိုကောက်ပြီးမှသူကချမ်းသာလာတာဟိုအဲ့တော့ဘယ်သူမှသူ့ကိုပဲကြည့်နေမကြည့်ဘူးအဲ့တော့သူအရင်ချမ်းသာပြီမဲ့သူပျော်လားဆိုတော့ဇက်ကေလေးကမပျော်ချအောင်သူမပြောဘူးသူ့ရဲ့အတိစိတ်ထဲမှာသူ့ရဲ့အတိတရားကဖြားနာနေတဲ့ဒဏ်ရာရနေတဲ့လူတယောက်ကိုဖြစ်နေအဲ့တော့တိုးတရားတွေကပျောက်နေတဲ့တိုးတစ်ကောင်ဖြစ်တယ်စက္ကေကခရစ်တော်ရဲ့လွတ်ခြင်းအခွင့်ကိုစာငတ်နေတဲ့သူ့ရဲ့နှလုံးသားကိုခရစ်တော်ကမြင်တယ်အဲ့ဒါကြောင့်မို့စက္ကေကြည်ရမှာမလို့စက္ကေရဲ့တရားပြောင်းလဲသွားတယ်သူ့ရဲ့ယုံကြည်ခြင်းကိုသူအကောင်းဆုံးသူပြန်ပြီးတည်ဆောက်သွားနိုင်တာတွေ့ရတယ်သူ့ဥစ္စာတဲ့တစ်ဝက်ကိုသူလှူတယ်သူများစီကမတရားယူထမ်းသူလေးစားပြန်ပေးတယ်ခရစ်တော်ကအဲ့ဒီပျောက်တဲ့တိုးတစ်ကောင်ကိုပြန်တွေ့တယ်အဲ့ဒီတိုးတစ်ကောင်တဲ့ခရစ်တော်ဝမ်းမြောက်ခြင်းရှိပါတယ်ကျမတို့ပတ်ဝန်းကျင်မှာရုတလို့ဇက်ကဲတို့လူတွေလည်းရှိပါတယ်မိဘကြောင့်ရိုးရိုးကြောင့်အလုပ်ကြောင့်မွိုင်းကိုတိုင်းကောက်ဖတ်ပြနေဘလို့ဘာညာကျမတို့လူတွေကလက်မခံခြင်းတွေဟာအများကြီးရှိတယ်သူတို့နှလုံးသားထဲမှာအယမ်းဆာငတ်နေတယ်သူတို့ရဲ့နှလုံးသားထဲမှာလွတ်ချင်းခွင့်ကိုလိုချင်နေတယ်ဖခင်ရဲ့အပိုင်းဝိုင်းကိုအယမ်းလူဝင်လာခြင်းနေတယ်ဒါပေမဲ့ကျမတို့ယုံကြည်သူတွေအချင်းချင်းလက်မခံတဲ့ချိန်မှာဘုရားကျောင်းဆိုတာသူတို့ဘယ်တော့မှချိန်မှုပြန်လဲခြင်းနေရမှာဟုတ်တော့တခါတလေကြာရင်သူတို့ရဲ့ယုံကြည်မှုတည်ဆောက်ထားတဲ့အရာတွေဖြည့်ဆည်းခံရတယ်ဖြစ်သွားတတ်ပါတယ်တကယ်လို့ဘုရားကသူ့ရဲ့ဝိညာဉ်အတွက်ကိုယ့်ကိုအသုံးပြုမယ်ဆိုရင်ဒါဟာဂုဏ်ယူစရာကိစ္စပဲဖြစ်ပါတယ်သူများရဲ့ဝိညာဉ်ရေးရာတည်ဆောက်တဲ့နေရာမှာကျမတို့ပါဝင်ခွင့်ရတယ်ပူညီခွင့်ရတယ်ဆိုတာမင်္ဂလာတရားဖြစ်တယ်ဒီကိုကျမတို့လူရဲ့အမြင်နဲ့ပဲမကြည့်ပဲနဲ့မဆုံးဖြတ်ပဲနဲ့ခရစ်တော်သားဆိုရင်သူ့ကိုဘယ်လိုမြင်မလဲဆိုတဲ့ခရစ်တော်ရဲ့အမြင်နဲ့ကျမတို့မြင်တတ်ဖို့လိုအပ်ပါတယ်ခရစ်တော်ရဲ့အမြင်နဲ့မြင်ပြီးမှအချင်းချင်းတည်ဆောက်ဖို့လိုအပ်ပါတယ်နံပါတ်1အချက်အနေနဲ့ကျမတို့အချင်းချင်းချစ်ဖို့ဖြစ်ပါတယ်အဲ့တော့အချင်းချင်းလက်ခံတယ်မပြီးသေးဘူးအချင်းချင်းချစ်ဖို့လိုသေးတယ်အဲ့တော့ချစ်ချင်းမေတ္တာအပြည့်အဝနဲ့လက်ခံခြင်းသာရင်အချင်းချင်းတည်ဆောက်တာဖြစ်တယ်မချစ်တော်လဲအောင့်ကနန်းဆိုတာလည်းတော့ဘယ်လိုမှကျမတို့ဝိညာဉ်သက်တာကိုတည်ဆောက်လို့မရဘူးလူတွေကချစ်ချင်းမေတ္တာကိုမမြင်ရဘူးလို့ပြောတယ်ဘာလို့လဲဆိုတော့ချစ်ချင်းမေတ္တာကဒီမှာငါအသေးဒီမှာငါကြောက်ကပ်ဆိုပြီးထုတ်ပြလို့မရတဲ့အရာဖြစ်တော့မမြင်ရဘူးလို့ပြောတယ်ဒီနေ့ဖျားသခင်ကျမတို့ကိုဘယ်လောက်ချစ်တယ်လဲယော36မှာတပါးဒီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူသည်တဲ့ခရစ်တော်ဖျားကိုကျမတို့မြင်နေရတာဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်ပါတယ်အဲ့တော့ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုကျမတို့ဘယ်မှာမြင်ရမလဲကျမတို့ရဲ့အပြစ်ကြောင့်လို့ကားတိုင်းပေါ်မှာအသေးခံတဲ့သူ့ရဲ့အသွေးတော်စွန့်ခြင်းဟာခရစ်တော်ဖျားတို့ဘယ်လောက်ချစ်တယ်ဆိုတဲ့ချစ်ခြင်းမေတ္တာကိုကျမတို့မြင်ရအဲ့တော့ချစ်ချင်းမေတ္တာဟာ action ဖြစ်ပါတယ်အပြောပဲမဟုတ်ပါဘူးကျမတို့ရဲ့ချစ်ချင်းမေတ္တာဟာမြင်ရဖို့ဖြစ်ပါတယ်လက်တွေ့လှုပ်ဆောင်ခြင်းပါဝင်ဖို့ဖြစ်ပါတယ်အဲ့တော့ဖျားကကိုယ့်ကိုချစ်တယ်ဆိုတော့ကျမတို့ကအုံနောက်နဲ့ပဲကျမတို့သိတယ်အုံနောက်နဲ့ပဲသိတဲ့အချိန်ကျတော့ဖျားကိုပြန်ချစ်ဖို့ကျမတို့ခက်တယ်သူများကိုပြန်ချစ်ဖို့ဆိုတာအဝေးကြီးဖြစ်သွားတယ်အဲ့တော့ဒီနေ့ဖျားကျမတို့ကိုချစ်တယ်ဆိုတော့ကျမတို့နှလုံးသားနဲ့ခံစားဖို့လိုအဲ့ဒီချိန်ကျမှကျမတို့နှလုံးသားကဖျားကိုချစ်တတ်မယ်အဲ့ဒီဖျားကိုချစ်တတ်တဲ့နှလုံးသားကသူများကိုချစ်တတ်တယ်ဖျားကိုမချစ်ရင်သူများကိုမချစ်ဘူးဘာဖြစ်လို့လဲဖျားမြင်တယ်လို့ကိုမမြင်နိုင်ဘူးသူများကိုလူတွေမြင်တယ်လို့ပဲကျမတို့မြင်နေတယ်အဲ့တော့ကျမတို့ရဲ့နှလုံးသားကျမတို့ရဲ့အမြင်ဖျားရဲ့အမြင်ဖျားရဲ့နှလုံးသားလို့ရဖို့လိုအပ်ပါတယ်ပြီးတော့နောက်အချက်အနေနဲ့ကတော့ခရစ်တော်ရဲ့လွတ်ခြင်းအခွင့်ကိုကျမတို့အလွဲသုံးစားမလုပ်ဖို့လိုအပ်တယ်ခရစ်တော်ရဲ့လွတ်ခြင်းအခွင့်ကိုအလွဲသုံးစားလုပ်တဲ့သူတွေကနိုင်ငံတော်ကိုအမွေမခံရဘူးလို့ကျမ်းစာမှာဖော်ပြထားပါတယ်အဲ့တော့ခ
ခရစ်တော်ရဲ့လွတ်ချင်းခွင့်ကိုလွဲသုံးစားလုပ်တဲ့သူတွေကသူတို့ကိုသူတို့လည်းမကြည်ဆောက်နိုင်ဘူးသူများကိုလည်းမကြည်ဆောက်နိုင်ဘူးကျမတို့ချင်းချင်းကိုလည်းမကြည်ဆောက်ပေးနိုင်ဘူးတစ်ကော6 90မှာမတရားတဲ့သူမတရားမိထုံကိုပြီးဝဲတဲ့သူကျမတို့သူတို့ပြောသူတို့ဘာပြန်ပြောမလဲသူတို့ကဒါငါကိုပိုင်လွတ်လပ်ခွင့်ထဲမှာငါပြီးဝဲတာငါပြီးဝဲချင်လို့ပြီးဝဲမယ်လို့သူတို့ပြောပါလိမ့်မယ်ရုပ်တုကိုကိုးကွယ်တယ်တဲ့ဒါငါလွတ်လပ်ခွင့်မယ်ငါဘာငါရုပ်ထုမကတော့ငါဘာအကောင်မဲ့ကိုးကွယ်ငါဘာမှပြောစရာမလိုဘူးဒါငါကိစ္စပဲပြောတာသူ့မယားကိုပြင်ပါတော့သူ့မယားဆိုပေမဲ့အဲ့ဒီမိန်းမကလည်းကျွန်တော်ကိုကြိုက်နေတာဆိုတော့ဒါကျွန်တော်တို့ညကိစ္စပဲလို့သူတို့စင်ချင်ပေးပါလိမ့်မယ်ယောက်ျားချင်းမေထုံပြုတ်တော်သူချိုအမှုကိုခံတော်သူတဲ့အဲ့ဒါကိုဆိုးတယ်ဒီနေ့မှအချိမခံဘူးဒါသူတို့ရဲ့မဟာလွတ်လပ်မှုကြီးဒါသူတို့ရဲ့ rights သူ့ဥစ္စာကိုခိုးတော်သူတည်ရည်တည်ရက်နေရှင်းမှုတော်သူတဲ့ငါလက်နဲ့ငါယူပြီးတောက်တာဘသူကိုမှယူဆိုင်စရာမလိုဘူးငါလွတ်လပ်ခွင့်ကိုလာမပစ်ပင်နဲ့လို့သူတို့ပြောပါလိမ့်မယ်ဆယ်ရေးကဲ့ရဲ့တော်သူအနိုင်အထက်လူတော်သူငါပါနဲ့ငါဆဲတာသူ့ဆရာခွင့်ပြုချက်ယူအောင်မှလည်းပြောဆိုပြီးပြောမှာပဲငါလိုချင်တဲ့အရာငါရအောင်ယူမယ်ဘလိုနီးနဲ့ပြပြငါလက်ထဲရဖို့ပဲဆိုတော့စင်ချင်ပြောတာသူတို့ကိုသူတို့တော့အရင်လွတ်လပ်ပြီးလို့ချင်တယ်အဲ့ဒီအရာကြည်စမ်းငါတို့လွတ်လပ်မှုရလိုက်တာဆိုပြီးမှတကယ်တော့သူတို့ကအပြည့်ရဲ့ကျုံဆိုတဲ့တဘိုးကိုဖဲသီးကြီးကိုထမ်းနေတာသူတို့နည်းနည်းလေးတော့မဟုတ်ဘူးအကြီးကြီးကိုထမ်းနေတာခရစ်တော်ပြီးတဲ့လွတ်ချင်းဆိုတဲ့အခွင့်ကိုသူတို့အလွဲသုံးစားလုပ်မိမှန်းတောင်သူတို့မသိပဲသူတို့အလွဲသုံးစားလုပ်နေတာဖြစ်တယ်အဲ့တော့သူတို့ရဲ့ဝိညာဉ်ရေးရဟာတီဆောက်တဲ့အဆင့်မှာမရောက်ခင်မှာပျက်စီးသွားပြီနိုင်ငံတော်ကိုလည်းသူတို့အမွေမခံရတော့ပါဘူးဒီကိကျမတို့ယုံကြည်သူတွေဟာအချင်းချင်းကျမတို့ဝိညာဉ်ရေးရတဲ့တာမှာကျမတို့လမ်းပိတ်ပေးတဲ့သူတွေလဲကျစေတဲ့သူတွေမဖြစ်ဘဲနဲ့တီဆောက်ပေးနိုင်တဲ့သူတွေဖြစ်ဖို့ကျမတို့ကြိုးစားရမှာဖြစ်ပါတယ်ကျမတို့အသင်းတော်ရဲ့ဥကောင်းမှာခရစ်တော်ဖြစ်ပါတယ်ကျမတို့ကအင်္ဂါချင်းတွေတူတယ်ကျမတို့ gift တွေမတူကြပါဘူးခြေတောက်ကခြေထောက်နေရာမှာနေပြီးခြေထောက်လုပ်ကိုလုပ်ရမယ်လက်ကလက်နေရာမှာနေပြီးလက်လုပ်ကိုလုပ်ရပါမယ်ကဲနောက်တစ်ပတ်ကစပြီးမှအကိုင်ကိုပြန်လို့ဒီခိုင်းမှာအကြပန်းလာပြင်ပါလို့ကျမတို့ရှောက်လို့မရပါဘူးသူ့နေရာနဲ့သူ့အလုံးနဲ့သူ့စက်ကပ်မှုနဲ့သူရှိပါတယ်ကျမတို့ရဲ့ယုံကြည်ခြင်းကညှော်လင့်ချက်နဲ့ကျမတို့ယုံကောင်းကင်နိုင်ငံကျမတို့မျှော်လင့်ချက်နဲ့ယုံတယ်။ကောင်းကင်တဲ့မြေကြီးကျမတို့ဒီမှာတရားမှမရောက်ဘူး။ဒါပေမဲ့ကျမတို့ယုံကြည်တယ်မျှော်လင့်တယ်။အဲ့တော့ယုံကြည်ခြင်းဆိုတာ invisible မဟုတ်ဘူးလို့ကျမပြောချင်တယ်။မမြင်ရဘူးမဟုတ်ဘူးယုံကြည်ခြင်းဆိုတာကျမတို့နောအေးကိုကြည့်ပါ။နောအေးခေတ်တုန်းကဘာမိုးမရွာဘူး။အဲ့ဒီကောင်းကင်ဘုံကနေရေစက်ကလေးတွေကျလာမယ်ဆိုတော့ဘယ်သူမှမယုံဘူး။မိုးဆိုတာမှမရွာတာအဲ့ဒီခေတ်တုန်းကနောအေးလက်ထက်ပြီးမှပဲယာတိဥတုဆိုတာဖြစ်တာတပါးကြီးအဲ့ဒီချိန်မှာဖခင်ကမိုးရွာမယ်လို့ပြောတယ်သူတခါမှမသိဘူးတဲ့ဟာသူယုံတယ်တင်မောကြီးဆောက်ပါတဲ့ဘာရေတောင်မရှိနိုင်မှာသူဘာတင်မောသူဘာတင်မောကြီးသူဘာသိမလဲဒါပေမဲ့သူဆောက်တာသူမမြင်ရဘူးသူမသိဘူးဒါပေမဲ့သူလက်တွေ့သူတကယ်လုပ်တာကျွန်တော်တို့တွေ့ရတယ်အာဗြဟံကိုကြည့်မင်းတို့ဝင်စားရမယ်ပြီလို့ဒီထွက်သွားပြီးသူပြောတယ်ဘေးမှာမသိဘူးအရှိအနောက်တောင်မြောက်မှာမသိထွက်သွားဆိုရင်သူတလောက်ချမ်းသာတာအကုန်လို့သူကပစ္စည်းဥစ္စာကျွဲနွားတိရစ္ဆာန်သူမှစစ်တပ်တောင်သူပိုင်လေးတဲ့ကြိုနေတဲ့အများကြီးအဲ့ဒီအုပ်စုလိုက်ကြီးနဲ့သူထွက်သွားတာသူတောက်ပူဇော်ပါလို့ပြောတယ်သူရဲ့လက်တွေ့သူပြဒီနေ့ကျမတို့ယုံကြည်ခြင်းကိုတီဆောက်တဲ့အသက်တာနဲ့ကျမတို့ပြဖို့လိုတယ်ကျမတို့အချင်းချင်းတီဆောက်ခြင်းအပြင်ကျမတို့ပြဖို့လိုပါတယ်အဲ့တော့ကျမတို့ဖျားကိုဘယ်လောက်ရှုံးလဲအဲ့ဒီယုံကြည်ခြင်းဖျားမြင်ရတယ်သူများရဲ့မြင်ရတယ်ဖခင်တို့ရဲ့ချစ်ချင်းမေတ္တာသားတို့ရဲ့ကယ်တင်တော်မူခြင်းချစ်ချင်းမေတ္တာကိုကျမတို့ရဲ့တက်တာမှာလည်းကျမတို့ပြတဲ့တက်တည်ထူပြီးမှကျမတို့ချင်းချင်းဆောက်တဲ့တက်တာနဲ့ပြောကြပါစို့လို့ပြောတယ်အဲ့ဒီမျိုးဆိုလိုက်ပါတယ်ရောက်စတဲ့ပြတ်ပြီးတော့ချင်ပါစေ